အားလုံးပဲမင်္ဂလာပါဗျာအခုမနေ့ပြန်ချဲထွက်တော့မှာအနိကလေးနော်အနိကလေးတင်ပြပေးရမယ်အနိကလေးတင်ပြပေးရမယ်ဆိုတာကညင်မြန်လေးသွားမယ်ခြေရခံခြေရကောက်ပေါ့ဗျာခြေရခံခြေရကောက်နီးလေးကိုကျွန်တော်ရှာကြံပြီးတော့ကျွန်တော်ဖြစ်နိုင်ခြေလေးတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ဒီခြေရခံခြေရကောက်နီးလေးတွေကလည်းလာတတ်ပါတယ်အထင်မသေးကြပါနဲ့ခြေရခံခြေရကောက်နီးလေးတွေလာတတ်ပါတယ်ဆိုတာကဲမနေ့ပြန်လဲနီးပြီဆိုတော့ဖိုင်ရှင်းနေမှာဆိုလို့စောတော့ပြနော်အခုကျွန်တော်ကဒီဘက်ကိုပြမယ်ဆိုရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီဟွာလေးတွေအလဲတိုင်းမှာ463ညပေါင်းရင်30တပင်2ပင်3ပင်4ပင်5ပင်ကျော်မှာ5ပင်ကျော်မှာ463ညပေါင်းရင်30ဒီ30လေးတွေလိုက်ကြည့်လိုက်တော့အခုဒီမှာတပင်2ပင်3ပင်4ပင်5ပင်ကျော်မှာဆို10နှစ်အတွဲရှိ10နှစ်အတွဲရှိရဒီကောင်30လာနိုင်မလားဆိုပြီးတော့ကျွန်တော်ရှာကြည့်တော့ဒီကို30ထည့်လိုက်ရင်30ဆိုတော့ဒီအပေါ်မှာနက်ခက်ရှိတော့ကျွန်တော်ရှာကြည့်လိုက်တော့ဟိုးအရင်နှစ်တည်းကအပေါ်မှာ6 9 3ည28ဆိုပြီးတော့၅လုံးတွဲကြခဲ့เนาะဇက်တိုက်ကြခဲ့6 9 3ည28ဆိုပြီးကြတယ်เนาะအဲ့ဒါကြပြီးသွားတော့ဒီအောက်မှာတခါထိတ်မှာ6 9 3ည28ဆိုပြီးကြတယ်เนาะဒီ6939ည28ဆိုပြီးကြာတော့အဲ့ဒါလေးရထူးကြတဲ့ကကြတော့အခုဒီပင်ကိုကျွန်တော်စမ်းစစ်ကြည့်လိုက်တော့အပင်ကတော့မတူဘူးเนาะအပင်မတူပေမဲ့အထင်မသေးနဲ့အပင်မတူဘူးအခုဒီပင်မှာကြတော့ကြည့်လိုက်တော့သူက9682ဆိုပြီးတည်ထားတယ်9682ဆိုပြီးပြောင်းပြန်တည်တယ်ပေါ့ဗျာเนาะဟိုက6939ည28ဆိုပြီးတည်တယ်ဒီမှာကြတော့968နှစ်လို့တည်တော့ဒီမှာအမှန်ပြောရရင်တော့အောက်တည်းက30ပေါ့ဗျာ3928ဒီမှာ3928အပေါ်မှာ3928ပေါ့ဗျာဒီလို3928လို့တည်เนาะ30လို့တည်ပြီးတော့ဒီဘက်မှာကျတော့လေအောက်မှာလည်းခုဟာ8နှစ်ဆိုပြီးတည်ထားတယ်เนาะဒီ၅လုံးတွဲတွေလာကြနိုင်အဲ့တော့ဒီမှာ30ဆိုရင်3ညဒီဘက်က site လေးနဲ့3ပင်မြောက်က30เนาะ3ပင်မြောက်30မှာကြာအဲ့ဒီကဏ္ဍလေးတွေမှာကျွန်တော်ပြန်ဆန်းစစ်ကြည့်တော့သူကသူ့ရဲ့အပေါ်မှာ9ခွန်9 5ပရိတ်544 3ပရိတ်ခွန်5ခွန်9ပရိတ်ဒီသုံးလုံးပေါင်းချင်းခွန်းလို့အဓိပ္ပာယ်ရနော်ခွန်းလို့အဓိပ္ပာယ်ရအဲ့ခွန်းကလကားမခွန်းလာမှာနော်ခွန်းလို့အဓိပ္ပာယ်ရပြီးတော့အခုဒီမှာဒီပုံမှာကြတော့66နှစ်က4 66နှစ်4ပရိတ်63ည6နှစ်ပရိတ်နော်86ခွန်းဆိုတာ1ပရိတ်နော်သုံးလုံးပေါင်းရင်ခွန်းမယ်နော်ခွန်တည်ထားတယ်အဲ့ဟာလေးနဲ့ပြန်ဖမ်းတယ်အခုဒီပင်မှာ9682 3ညဆိုပြီးဖမ်းတဲ့ချိန်မှာ3ညလို့ဖမ်းတဲ့ချိန်မှာလဲသူ့ရဲ့အပေါ်မှာ3ခွန်ပေါင်းရင်3ညခွန်နဲ့ပေါင်းတော့ခွန်3ညပေါင်းတော့ခွန်နော်ခွန်9ပေါင်းတော့3နော်အဲ့ဒီ3ခွန်ဆိုတာပေါင်းခြင်းကလည်းခွန်ပဲနော်3ခွန်ပေါင်းရင်ခွန်အဲ့3ခွန်ပေါင်းခြင်းခွန်နော်3ခွန်ပေါင်းခြင်းခွန်ဖြစ်တော့တခါပြန်ချုပ်လိုက်တော့အဲ့ဒီခွန်ဖြစ်တဲ့အတွက်ပြန်ချုပ်လိုက်တော့ကျွန်တော်ကဒီကဏ္ဍ5လုံးရဲ့ဒီဘေးကဒီကဏ္ဍလေးတွေပေါင်းကြည့်3ညနဲ့3နဲ့ပေါင်းတော့3နဲ့6နဲ့ပေါင်းတော့9 9နဲ့6နဲ့ပေါင်းတော့9 5နဲ့4နဲ့ပေါင်းတော့9လို့ရတယ်9ဒီဘက်ကကဏ္ဍလေးပေါင်းကြည့်3 5ပေါင်းရင်8 8 3ပေါင်းတော့1 1 6ပေါင်းတော့ခွန်1ပေါင်းတော့8အဲ့ဒီ8 9ပေါင်းခြင်းကလည်းခွန်ဒီအပေါ်ကခွန်အဲ့ဒီအပေါ်ကခွန်ဒီ8 9ပေါင်းရင်ခွန်လာချုပ်တယ်နော်ခွန်လို့လာချုပ်အခုဒီပင်မှာကြတော့လေသူကရှည်တွဲပြီမဲ့မပြီးခဲ့တဲ့ပင်ရှည်တွဲပြီမဲ့သူကဒီမှာပေါ့နော်66ပေါင်းရင်2
နှစ်4ပေါင်းတော့6 6နှစ်ပေါင်းရင်8 8 4ပေါင်းတော့2နော်သူက2လို့ရတယ်အဲ့တော့ဒီမှာ9နှစ်ပေါင်းတော့ခွန်4ပေါင်းတော့1 1နဲ့1နဲ့ပေါင်းတော့2 2 3ပေါင်းတော့5နော်အဲ့ဒီ9ရဲ့အဲ့ဒီ2ရဲ့ပေါင်းတော့လဲခွန်နော်9နှစ်ပေါင်းတော့ခွန်အဲ့တော့အခုဒီမှာအခုလက်ရှိပင်လာခဲ့မယ်ဆိုရင်လက်ရှိပင်က8ရဲ့9ရဲ့ပေါင်းတော့3 3ရဲ့6ရဲ့ပေါင်းတော့9 9ရဲ့2ရဲ့ပေါင်းတော့သူက1လို့လာနော်ဒီမှာ4ရဲ့3ရဲ့ပေါင်းတော့ခွန်ရဲ့ပေါင်းတော့4 4ရဲ့ခွန်ရဲ့ပေါင်းတော့သူက1လို့ရိုက်တာခွန်ဖြစ်ဖို့အတွက်ဆိုရင်9ဖြစ်မှရခွန်ဖြစ်ဖို့အတွက်ဆို9ဖြစ်မှရတော့ဒီဘက်မှာ9ခန်းဖြစ်မှဒီရှေ့နဲ့နောက်နဲ့ပေါင်းရင်9ဖြစ်မှဒီ1ပေါင်းရင်2နဲ့မှခွန်ဖြစ်မှဆိုတော့ဒါခွာ9နော်ခွာ9အဲ့ဒီခွာ9မှာကျွန်တော်ဘာလေးနဲ့ပြန်ချုပ်ချင်တော့ဆိုတော့ဒီပထမဒီအခုဒီပြီးခဲ့တဲ့နှစ်တွေထဲမှာပြီးခဲ့တဲ့နှစ်တွေထဲမှာ power try မကြသေးဘူးเนาะ power try အခုကျွန်တော်တို့ဒီမှာနှစ်ခွန်ဆိုတာ power try เนาะဒီနှစ်ခွန်ဆိုတာ power try အဲ့တော့အဲ့အပေါ်မှာလိုက်ကြည့်လိုက်အဲ့လို power try မရှိဘူး power try မရှိဘဲနဲ့ဘာရှိတော့ဆိုဒီမှာ116ဆိုတော့ power try လေးရှိတယ်เนาะ116ဆိုတော့ power try လေးရှိတယ်အဲ့116 power try လေးရဲ့အောက်မှာ690ဆိုပြီးတော့ကြားเนาะ690ဆိုပြီးကြားအဲ့116လေးခံပြီးတော့690အဲ့690ကဘယ်ကလာတော့ဒီမှာ690ဆိုပြီးလာเนาะ690ဆိုပြီးလာ690ဆိုတဲ့ကဏ္ဍလေးကြားအဲ့ထဲအဲ့3လုံးတွဲတွေကအခုဒီမှာကအခုကျွန်တော်ကနှစ်ခွန်ဆိုပြီးတော့သူကဒီအတွဲမှာပဲဓာတ်တိုက်ကိုနှစ်ခွန်ဆိုပြီးတော့ပါဝါအတွဲရိုက်ထားနှစ်ခွန်ပါဝါအတွဲရိုက်တော့ဒီ9လုံးတွဲတဲ့ကျွန်တော်အပီးရိုက်မယ်လို့ကျွန်တော်မှန်းထားအပီးရိုက်မယ်မှန်းထားတော့သူကနောက်တစ်ချက်ပြန်ချုပ်ဆိုဒီ328ဆိုတဲ့30အဲ့ဒီ30လေးနဲ့အဲ့ဒီ328 30လို့ကြားရတာနဲ့ဒီနောက်မှာပေါင်းခြင်းက30လို့ပါတယ်ဒီဘက်ပေါင်းခြင်းကတော့6ဒီဘက်3ရဲ့6ရဲ့1ရဲ့ပေါင်းခြင်းက30ဒီ30ကြောင့်မို့ဒီ3လုံးပေါင်းခြင်း30ဆိုလာတယ်အခုဒီမှာကျတော့ဒုတိယအပင်မှာကျတော့328 30လို့ဖြစ်တဲ့အချိန်မှာ328 30လို့ဖြစ်တဲ့အချိန်မှာ424 30ဆိုပြီးတော့သူကတစ်ခါလာတယ်เนาะ424 30လာအခုဒီပင်မှာအခုကျွန်တော်တို့ဖမ်းမယ်ဆိုရင်เนาะဖမ်းမယ်ဆိုရင်ဒါအခု8နှစ်3ညလို့သဘောထားရင်အခုဒီထိတ်မှာပေါင်းရင်30ဆိုရင်နှစ်ထိတ်เนาะနှစ်ထိတ်နှစ်30လို့ပြီးသွားရင်ခွာပေါင်းရင်9ဖြစ်တဲ့3เนาะနှစ်3ည3နှစ်3ည3အဲ့တော့ဒီကရှေ့ရ30ပြီးတော့နောက်က30လို့ဖမ်းမယ်ဆိုရင်နောက်ကခွန်ရှိတဲ့အတွက်4 30ဖြစ်ဖို့အတွက်6เนาะရှေ့မှာ6ကခွာပေါင်းရင်9ဆိုခွာပေါင်းရင်9ဆိုတော့ရှေ့မှာ9เนาะအဲ့တော့နှစ်3ည3ရယ်9 3ည6ရယ်ဆိုပြီးလာတယ်ဒါပေမဲ့ကျွန်တော်ကပူတာကအဲ့ဒီ power try ဆင်းပြီးသွားတာအဲ့ဒီကဏ္ဍ9လုံးနဲ့အပြောက်ရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ကရှည်3လုံးပေါင်း30တော့ဟုတ်တယ်နှစ်ထိပ်စီခွာပေါင်း9လို့မယူဆဘဲနဲ့ခွာပေါင်း3ညလို့ယူဆလိုက်ရင်ဒီနှစ်3ည8ကြီးကလာဖို့များเนาะနှစ်3ည8ရယ်9 3ည6ရယ်အဲ့ဒီကဏ္ဍနှစ်ကွက်ထဲရပဲလာအဲ့တော့ဒီမှာနှစ်3ည8ဆိုတဲ့ကဏ္ဍအဲ့တော့ကျွန်တော်ကအခုဒါအခုနောက်ဆုံးဗီဒီယိုဖိုင်လေးအနေနဲ့ဒါအခုကျွန်တော်ဒါလေးတွေဆင်ပေးထားတယ်ဆိုတော့ဒါအခုနောက်ဆုံးပေါ့ဗျာနောက်ဆုံးတွဲရဲ့နောက်ဆုံးချိန်မှာဒါအခု8ချိန်တွဲချက်เนาะအဲ့အတွက်ကျွန်တော်ကကြံတဲ့ဟိုထောက်ကွင်လေးတွေရှိတယ်ဗျထောက်ကွင်လေးတွေရှိတယ်ဆိုတာဒီ693928လို့ကြားတဲ့ချိန်မှာသူကဒီအပေါ်မှာ69နက်ခက်ရှိရတဲ့အတွက်ဒီလိုနက်ခက်ရိုက်တာလားเนาะနှစ်လေးဆိုရင်နက်ခက်ရိုက်တာလားเนาะ
အခုဒီပင်မှာကြတော့လေဒုတိယပင်မှာကြတော့လေ6 9လို့ရိုက်တာဖြစ်တဲ့အတွက်အပေါ်မှာနက်ခက်ရဒီမှာ2 4ဆိုပြီးနက်ခက်ရိုက်တာလားနော်ဇလန်းလေးကအခုဒီမှာကြတော့လေအပေါ်မှာ6 9ရှိရတဲ့အတွက်ဒီနှစ်ဒီ2 4ဆိုပြီးရိုက်မှာလားနော်ဒီမှာ4ဆိုပြီးရိုက်အောင်မှာလား4ဆိုပြီးရိုက်အောင်မှာလားဆိုလို့ရှိရင်ကျွန်တော်အဲ့4 3 1လေးတစ်ခွက်ထည့်နော်ဒါအခုပထမအနေနဲ့က2 3 8ရယ်3ညအလဲတိုင်းနဲ့8 3ည2ဆိုပြီးတော့ကျွန်တော်ပြန်ပေးထားတယ်ဒီမှာကျတော့9 3ည6နော်9 3ည6တီးရတဲ့အဲ့ဒါဟိုမှာကျွန်တော်6 3ည9ဆိုပြီးအရန်မှာပြန်ပေးထားတယ်ရှေ့နောက်လွဲသွားမှာဆိုလို့နှစ်ကွက်လေးပဲ3ညအလဲတိုင်းနဲ့ပြီးတော့စောစောကျွန်တော်ပြတယ်2နှစ်ခက်4နဲ့ဆိုရင်4 3ည1ကတဲ့4 3ည1တဲ့1 3ည4ပြန်ပေးထားတယ်လာလွဲမှာဆိုလို့နော်ဒီကောင်ကကျတော့3လုံးပေါင်းရင်10 3လုံးပေါင်းရင်10နဲ့ဖြစ်တဲ့အတွက်ဒီရှေ့3လုံးပေါင်းရင်10ဆိုတော့သူကဒီမှာက6နှစ်ရှိတယ်ဗျာဒီမှာ6နဲ့2နဲ့ရှိတော့ရှေ့3လုံးပေါင်းရင်10ဖြစ်သွား2ထိပ်စီဆိုတော့ကွာပေါင်းရင်9နဲ့ဆိုရင်2 3ည5လို့ထည့်2 3ည3ဆိုပြီးထည့်နော်ကြံလာတော့ဒါအရန်ပေါ့ဗျာအရန်ပေါ့ဒါကတော့ရန်ဘာတော့ဆိုတော့ကွာပေါင်း3ညလေတိုင်းနဲ့ကွာပေါင်းရင်9 3ညလေတိုင်းကွာပေါင်းရင်9နော်3ညလေတိုင်းကွာပေါင်းရင်9 3ညလေတိုင်းကွာပေါင်းရင်9 3ညလေတိုင်းကွာပေါင်းရင်9နော်အဲ့3ညလေတိုင်းကွာပေါင်းရင်9မှာမလာဘူးဆိုရင်စောစောကဒီ6 9 6 9 3ည2 8ထဲကပါဝါထွိုင်ထွက်ပြီးတော့690လို့ထွက်ထားပြီးတော့အခုဒီမှာက2 2ခွန်လို့ထွိုင်ထွက်တဲ့ခါမှာဒီမှာသူက2 3ည8လို့အပြောက်ရိုက်နိုင်တယ်နော်2 3ည8လို့အပြောက်ရိုက်နိုင်တယ်ဒါပေမဲ့ကျွန်တော်နှစ်ခွက်ဖမ်းပေးထားတယ်3ညလေတိုင်းခွာပေါင်း9နဲ့3ညလေတိုင်းခွာပေါင်း10ခွာပေါင်း10မှာအဲ့ဒီ6 9 3ည2 8ဒီ690ထွက်တဲ့အတွက်ဒီမှာကျွန်တော်2 3ည8 8 3ည2ဆိုပြီးတော့ဒီတစ်ခွက်ပြန်ဖမ်းတယ်ဒီ960လဲပါတယ်9 3ည6လဲပါ6 3ည9လဲပါတယ်နော်ဒါမနေ့ပြန်အတွက်ဒါကျွန်တော်အနီးကလေးနော်အနီးကလေးကျွန်တော်ချပြီးချပြရင်ဖြစ်ပါတယ်လူကြီးမင်းတို့ကြိုင်းနေတဲ့ရင်လည်းထိုးကြပါနော်ကြိုင်းနေတဲ့ရင်ထိုးကြပါပြီးတော့ဒီဟာလေးတွေကန်ပဲပေါ့ဗျာနော်ကန်ပေါ့အားလုံးကျွန်တော်ဒီကနန်းလေးနဲ့အားလုံးအဆင်ပြေကြပါသည်နော်စိတ်ကြမ်းမှရင်ကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါသည်အပင်မညီဘူးနော်အပင်မညီဘူးကျွန်တော်ထပ်ပြောအောင်မယ်အပင်မညီပေမဲ့ကနန်းကြလာတဲ့ဟာလေးတွေတူတယ်တူတာဖြစ်တော့ကျွန်တော်ချပြီးထားတယ်အပင်မညီလို့မပေါက်ကြကြီးဆိုရင်အပင်မညီလို့မပေါက်ကြကြီးဆိုရင်တော့ပေါက်မှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့အပင်မညီပဲနဲ့ထွက်ခဲ့တဲ့ဟာလေးရှိတယ်ကျွန်တော်ပြအောင်အပင်မညီပဲနဲ့ထွက်ခဲ့တဲ့ကဏ္ဍလေးတွေကအပင်မညီပဲနဲ့ထွက်ခဲ့တဲ့ကဏ္ဍလေးတွေရှိတယ်အပင်မညီပဲထွက်ခဲ့တဲ့ကဏ္ဍလေးတွေကလူကြီးမင်းတို့စိတ်ထဲမှာအပင်မညီလို့ဆိုပြီးတော့စိတ်ထဲမှာကတိကောင်းဖြစ်နေမှာဆိုကျွန်တော်ပြအပင်မညီလို့ဆိုပြီးတော့ဖြစ်နေလို့ရှိရင်စိတ်ထဲမှာကတိကောင်းနဲ့ဟွာဖြစ်မှာဆိုလို့ကျွန်တော်ဒါရှေ့နှစ်တွေထိသွားရမှာဆိုတော့ဒါအခုတရားလေးပထမကျွန်တော်ရှာထားတဲ့ဟာလေးဖြစ်လိုက်တာပါဗျာနော်ဘာတော့ဆိုတော့ရှေ့အပင်မညီဘူးကဘာဖြစ်လို့တော့ဆိုတော့အခုကျွန်တော်ကဒီမှာအဲ့ဒီပင်မဟုတ်ဘူးဆိုတော့ဘယ်ကစမလို့ဆိုတော့ဟိုဘက်မှာပြလို့ရတော့တယ်နည်းနည်းတော့ရှုပ်သွားတော့ပြလို့ရတော့တယ်ဆိုတော့ဒီမှာဆိုတော့ဒီမှာ3ည36 3ညကို3တိုးတော့3ကို3တိုးတော့6 3ည36စီနီယာလာတယ်စီနီယာလာပြီးတော့ဒီမှာကျတော့နောက်တစ်ပင်မှာ3ည86နော်3ည86ဆိုပြီးတော့စီနီယာလာတယ်ဒီမှာ3ည86 3ညကို2နှုတ်တော့8ကို2နှုတ်တော့6နော်ဒီမှာ3ချသောကဏ္ဍဒီမှာ2ချသောကဏ္ဍ2ချသောကဏ္ဍပြီးတော့အဲ့ဒါရှိမှာထင်တယ်ဆိုတော့ဒီမှာကဒါခုဟုတ်တယ်ဒီပင်ကနေစပြပဲဒီပင်ပေါ့နော်ဒီပင်ဆိုတာကဒီ
4ရှစ်နှစ်နော်4ရှစ်နှစ်နော်4ကို4ပေါင်းတော့8ကို4ပေါင်းတော့2သူက4ချသောကဏ္ဍစီနီယာနော်အဲ့စီနီယာပြီးတော့တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်ကျော်နော်9ပင်ကျော်မှာ3ည36 3ညပြီးတော့3ပြီးတော့6 3ချသောကဏ္ဍနော်အဲ9ပင်မှာနော်9ပင်ကျော်အဲ့တော့ဒီအောက်မှာတခါထည့်ကြည့်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်ကျော်9ပင်ကျော်မှာ3ည86ဆိုပြီးတော့3ညထဲက2နှုတ်တော့8ထဲက2နှုတ်တော့6ဆိုစီနီယာပဲ2ချသောကဏ္ဍနော်အဲ့လိုကဏ္ဍလာတယ်အဲ့မှာ4ချသောကဏ္ဍ4 8 2 4ချသောကဏ္ဍဒီမှာက3ည36 3ချသောကဏ္ဍ9ပင်ကျော်ပြီးတော့ဒီမှာကျတော့1ပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်ကျော်9ပင်ကျော်မှာ2ချသောကဏ္ဍလာတယ်နော်အပင်မတူဘူးဒါပေမဲ့ကြာတာရင်တူတယ်ဆိုတော့4 8 2 4ချသောကဏ္ဍ4 8 2ထဲကတစ်လုံးအပါအဲ့တစ်လုံးအပါဒီအပူအဲ့တစ်လုံးဒီနှလုံးဆင်းပြီးတော့4ပရိတ်4 4 6 4ပရိတ်နော်လာပေးတယ်4ပရိတ်လာတယ်4 8 2ထဲကတစ်လုံးဒီအတွဲနှလုံးတွဲအဲ့4ဒီ4 4တွဲပြီးရင်4ပရိတ်အဲ့ဒီ3ည36ထဲကတစ်လုံးဒီနှလုံးအတွဲဒီမှာနှလုံးအတွဲဆိုတော့6 2 4ပရိတ်နော်4ပရိတ်ကြပြီနှလုံးပါနဲ့4ပရိတ်နော်ဘာမှမရှိဘူးအဲ့တော့ဒီမှာ3ည86စီနီယာတော့ကလည်းတစ်လုံးအပါနဲ့4ပရိတ်ဒီပင်တော့ကျွန်တော်ရတယ်ကျွန်တော်တင်မောပေါ်မှာမလို့အဲ့တော့3ည86ဆို6အပါနဲ့66တစ်လုံးဒီနှလုံးတွဲ66ဒီမှာ4ပရိတ်ပဲလာရမယ်ဖမ်းနော်အဲ့လိုအပင်လေးတွေရှိတယ်အဲ့တော့အပင်နဲ့မတူဘူးအပင်ချင်းမတူတဲ့ခါကျတော့လူကြီးမင်းတို့ဝါပြုတ်နေမှာဆိုလို့မယုံမရဲဖြစ်နေမှာဆိုလို့ကျွန်တော်ကချပြနော်အခုဒါဒီဟာလေးပဲနော်ဒါလေးနဲ့မနေ့ပြန်အောင်မြင်ကြပါသေးနော်အားလုံးအဆင်ပြေချုံမွေးကြပါသေးဒုတိယဖိုင်မှာကကျွန်တော် main ခွက်5ခွက်ထည့်ပေးထားတယ်ဒါအခုတတိယဖိုင်နော်အားလုံးအဆင်ပြေကြပါသေး see you ပါနော်မနေ့ပြန်မှာဒီကဏ္ဍလေးတွေအောင်မြင်ပါစေချလိုက်ပါပြီ